Hello အားလုံးပဲမင်္ဂလာပါရှင် Trusto Travel Service မှာကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုလေးထဲမှာက Trusto ရဲ့ package လေးတစ်ခုဖြစ်တဲ့ Danang Panahi Hawaiian VN11 ခီးစဉ်လေးကိုအသေးစိတ်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီခီးစဉ်လေးရဆိုရင်3ညအိတ်4ရက်ခီးစဉ်လေးဖြစ်ပြီးတော့ရန်ကုန်ကနေပြီးတော့ဒါနန်းမြို့ကို MAI Airline နဲ့ direct ပြန်တက်မှာပဲဖြစ်ပါတယ်။ဒီခီးစဉ်လေးရဲ့အားသာချက်ကတော့ private package လေးဖြစ်တဲ့အတွက်2ဦးကနေစပြီးတော့စီစဉ်ပေးရဖြစ်ပြီးတော့မိမိစိတ်ဆိုင်တွားရောက်လည်းပဲမဲ့ရက်လေးကိုလည်းရွေးချယ်နိုင်ပါတယ်ရှင်။ဒီ3ညအိတ်4ရက်ခီးစဉ်လေးမှာဆိုရင်ဘယ်နေရာတွေကိုတွားရောက်လဲပတ်မှာလဲဆိုတော့ Bana Hill မှာဆိုရင်ထပ်ပြီးတော့ဘာတွေလဲပတ်စရာတွေရှိအောင်မလဲဆိုတော့ဒါနန်းမြို့ရဲ့ landmark တစ်ခုလို့ပြောလို့ရတဲ့ Golden Bridge ပြင်သစ်စတိုင်အဆောက်အဦတွေနဲ့ French Village indoor playground ကြီးတစ်ခုဖြစ်တဲ့ Fantasy Park တို့အပြင်ရင်ခုန်ပျော်ရွှင်စရာကောင်းပြီးကိုယ်တိုင်မောင်းနှင်နိုင်မဲ့ Alpine Coaster ကြီးတို့လည်းလက်ပတ်ခွင့်ရမှာဖြစ်ပါတယ်။ဒါအပြင်ဒါနန်းမြို့ရဲ့နာမည်ကြီးကမ်းခြေတစ်ခုဖြစ်တဲ့ Monkage Beach မှာလည်းတဝကြီးစိတ်ချအနားယူခွင့်ရမှာပဲဖြစ်ပါတယ်။လက်ပတ်စရာတွေကဒါတွေပဲလားဆိုတော့မပြီးသေးပါဘူးเนาะကိုကိုနတ် forest ကိုသွားပြီးတော့ရိုးရလီလေးတွေဖြစ်တဲ့ကိုကိုနတ်ပုတ်လေးတွေကိုလည်းပျော်ပျော်ရွှင်ရွှင်စီးနှင်းခွင့်ရမယ်အပြင်ရှေးဟောင်းမြို့လေးဖြစ်တဲ့ဝမ်အန်မြို့ရဲ့မြစ်ထဲမှာလည်းလေလေးစီးပြီးတော့မီးပုံးလေးတွေမျောတဲ့ activity လေးလည်းလှုပ်ဆောင်ခွင့်ရအောင်မှာဖြစ်ပါတယ်စီတီတိုအနေနဲ့ထပ်မံပို့ဆောင်ပေးမယ့်နေရာတွေကတော့ဆူတောင်းပြည်လီဒီဗုဒ္ဓနဲ့အေရှာဘတ်တို့ကိုလည်းပို့ဆောင်ပေးသွားအောင်မယ်အပြင်ဈေးဝယ်ထွက်ရန် Lottie Mac နဲ့ Han Market တို့ကိုလည်းစုံစုံလင်လင်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ဒီလိုမျိုးနေရာစုံစုံလင်လင်နဲ့ activity တွေပါဝင်တဲ့ package ကြီးတစ်ခုလုံးကိုမှတဦးကိုဒေါ်လာ300သာကျသင့်မှာဖြစ်ပါတယ်။ package ရဲ့ပါဝင်တဲ့ဝန်ဆောင်မှုတွေက accommodation, daily breakfast, lunch တစ်ချိန်နဲ့ dinner တစ်ချိန်ဝင်ကြေးလက်မှတ်တွေအပြင်လေဆိပ်ကြိုပို့တီးသန့် city tour အတွက်တီးသန့်ကားတွေလည်းပါဝင်ပြီးဖြစ်ပါတယ်။ဒါအပြင်ဘာနာဟီးနဲ့ဟွိုင်အန်တိုးအတွက် English speaking guide လေးလည်းထည့်ပေးအောင်မှာဆိုတော့ဘာလို့သေးလဲနော်။အော်ဟိုတယ်ကလည်းဒါနန်းကမ်းခြေမှာရှိတဲ့ဟိုတယ်လေးကိုလုပ်ပေးမှာမို့အခုပဲဒါနန်းကိုသွားဖို့ဆိုဆက်တွယ်လိုက်တော့နော်။